ဒါတော့ချင်မောင်ရွက်နဲ့ငါးကောင်းနဲ့ချင်းချလာတာဖြစ်ပါတယ်စားကြပါအောင်ပြည့်တကြီးတော့ချိုချင်းဟန်ခါအကုန်စားစားကြပါအောင်ရှင်ဟယ်လိုမင်္ဂလာပါဒီနေ့အတော်တို့အိမ်မှာအမဲသားဟင်းရယ်ချက်မောင်ရွက်နဲ့ငါးကောင်းနဲ့ချင်းဟင်းချက်မှာပဲဖြစ်ပါရဲ့ရှင်အတော်ကတော့အချက်မဲ့ပြုတ်မဲ့ဟာလေးတွေအကုန်လုံးကိုပြင်ဆင်ထားပါတယ်အမဲသားကိုကြတော့တခါတည်းလုံးချက်မှာဖြစ်ပါတယ်အရသာနေနှက်ထားတဲ့အမဲသားလေးကိုအစိမ့်မုတ်ရယ်ခရမ်းကျင်သည်ကိုက်ခရမ်းကျင်သည်တစ်လုံးရယ်ဂျင်းကြက်သွန်အဖြူနေထောင်းထားရတယ်ထည့်ပြီးတော့မှလုံးချက်လေးချက်မှာဖြစ်ပါရဲ့ရှင်ဘာပဲချက်အသားတွေကိုအရသာဝင်ကျင်နေဆိုလို့ရှိရင်ရေဝတခါလေးတမ်းမထည့်ပဲနဲ့သူ့ထဲကအရည်ကြီးထွက်လာပြီးတော့မှအရသာတွေဝင်သွားအောင်လို့အဖုံးအုပ်ပြီးတော့အရင်ချက်တဲ့အကျင့်ကိုလုပ်ပါတယ်တစ်ဖက်မှာကျတော့ဒီ electric အိုးနဲ့ပေါ့နော်ချမောင်ရက်ချင်းချက်မှာဖြစ်ပါတယ်ချမောင်ရက်ရဲ့မြင့်ရဲ့ဂျင်းကြက်သွန်အဖြူနေထောင်းထားတာရဲ့အစိမ့်မုတ်ရဲ့ငပိစိမ့်စားရဲ့စားအထုံမုံငံပြရဲ့စီထည့်ပြီးတော့မှတခါတည်းသူ့ကိုရောနေပြီးတော့မှသူ့ကိုလည်းလုံးချက်လေးပဲချက်မှာဖြစ်ပါရဲ့ရှင်ချမောင်ရက်ကိုအခုလိုမျိုးလေးနေထားပြလိုက်ဆိုလို့ရှင်တော့သူ့ကိုလည်းအဖုံးလေးခဏအုပ်ထားခဏနေတဲ့အခါမှာအဲ့တို့တွေရေထည့်ပြီးတော့ချမောင်ရက်နဲ့မြင့်နဲ့အရင်ဆုံးချက်သွားအောင်ချက်ပါမယ် gas အိုးနဲ့တည်ထားတဲ့အမဲသားဟင်းလေးကစီပြန်လာပြီးရေလေးခမ်းသွားပြီဆိုလို့ရှိရင်တော့ပထမဦးဆုံးတရေထည့်ပါမယ်ရေနွေးထည့်ပါတယ်နော်ဒီဘက်မှာလည်းချမောင်ရက်နဲ့မြင့်လေးနဲ့ကအလုံးလာပြီဆိုလို့ရှိရင်တော့သူ့ကိုလည်းအတို့ကငါးကောင်းထည့်ပြီးချက်မှာဖြစ်ပါတယ်ငါးကောင်းတဲ့ကိုလည်းအရသာတစ်ခါတည်းနေနှက်ထားတယ်ပေါ့နော်ငါးကောင်းလေးထည့်ပါမယ်ချမောင်ရက်နဲ့ငါးကောင်းလေးကတော့အတွက်ကတော့အရင်ကြိုက်ပါတယ်အဲ့ဒီငါးကောင်းနှစ်ကောင်းလုံးကတနက်စာပေါ့နော်တနက်စာပဲစားမှာဖြစ်ပါရဲ့ရှင်ချင်းရင်အိုးတဲ့ကိုရေထည့်ပြီးသွားပြီဆိုလို့ရှင်တော့အဖုံးအုပ်ပြီးတော့တည်ထားလိုက်မယ်တစ်ဖက်မှာအမဲသားဦးလေးကလည်းတရေခမ်းသွားပြီအခုလိုထောက်သွားပြီဆိုလို့ရှင်နောက်ထပ်တရေထက်ချက်မယ်ပေါ့နော်အဲ့တော့ဟင်းချက်လို့ရှင်အသားဟင်းနေချက်တဲ့အခါကြလို့ရှင်ပေါ့နော်ဘလိုပဲချက်ဘာပဲချက်အနည်းဆုံး2ရေတော့ချက်ပါတယ်ဒါပေမဲ့ gas အိုးနဲ့ electric အိုးနဲ့ကအရသာနူးညံ့မှုကွာတဲ့အတွက်ကြောင့်မလို့ gas အိုးနဲ့ချက်တယ်ဆိုလို့ရှင်တော့4ရေလောက်တော့ချက်ရတယ်ပေါ့နော်နူးညံ့မှုကကွာသွားတတ်တယ် gas အိုးနဲ့ချက်တဲ့အသားတွေကနည်းနည်းလေးတော့မာတယ်ပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးပဲရေခမ်းသွားလိုက်ရေထပ်ဖြည့်လိုက်နေပေါ့နော်ချက်ပြီးရနောက်မှာအခုလိုရေဆက်လေးနဲ့ချလိုက်တာဖြစ်ပါတယ်မောင်ပြန်လာရင်အစင်သင်းစားဖို့ရေချက်ပြုတ်ထားတာဖွဲရမြလာပါတယ်ဟင်းချက်ရင်းနဲ့တချင်းတွေအော်ဆိုကတော့ကျမကြိုက်ပေါ့နော်ဆက်စားပါပြီနောက်တော့ချင်မောင်ရွက်နဲ့ငါးကောင်းနဲ့ချင်းချလာတာဖြစ်ပါတယ်ဆက်ကြပါအောင်ပြည့်တကြီးအားကြလေးဖြစ်တော့ဒီနေ့မော်စကောလေးနည်းနည်းအောင်ထားပါတယ်ဝဲသားဟင်းကချက်တော့အများကြီးပဲပေါ့နော်ခလေးလေးထမင်းကြိုက်ထည့်ပေးတယ်နောက်ပြီးတော့သူ့ထမင်းကျွေးတယ်သူကပြောသွားငပိရကြောမရှိငပိတောင်းမရှိရဲသိငပိတောင်းသူ့စရာကဆလက်ရွက်ရယ်ပူစီနံရယ်ဝေးတော့ရယ်ဖြစ်ပါတယ်ရှင်မလေးရမ်းမယ်အဲ့ချမောင်းနဲ့ချင်းဟင်းနဲ့လေချမောင်းနဲ့ချင်းနဲ့မဲသားနေရလဲရမ်းလိုက်တာနော်အားလုံးတလုတ်ခွန်မယ်ဟာတာနော်ရော့ချိုချင်းဟန်ခါအကုန်စားကြပါအောင်ရှင်အရမ်းကောင်းပါမိုက်တယ်ကြမှာငါးကောင်းလို့ကြည့်မလဲပြရောက်ကြငါကောင်းရအကြီးပဲvery goodဟုတ်ရှင်လားမနော်လေချင်းဟင်းနဲ့ငပိရင်းနဲ့လည်းအရမ်းလိုက်တာသူ့တော့ငပိတောင်းမရှိ
အိမ်မှာဆိုရင်ငယ်တော့ငားရင်းချက်တယ်ဆိုလို့ရှိရင်စကရင်းနာဘာပဲချက်တယ်ပါစကရင်းနဲ့စားတာစားရင်ဆိုရင်2တုံးသမင်းရောဟင်းရောကုန်သွားတဲ့အခါမှာနောက်တစ်ပတ်ကန်ကြမှာအဲသမင်းရောဟင်းရောရတာကျို့ဆိုလို့ရှိရင်အဲ့တော့ဆိုဟင်းစားရမ်းကြီးတယ်အဲ့အတွက်ကြောင့်မို့လို့ဟင်းမဲ့ကုန်မှာသမင်းမကုန်အဲ့လိုလည်းမရဘူးအဲ့တော့သမင်းနဲ့ဟင်းနဲ့တစ်ပတ်ကန်နောက်တစ်ခါဟင်းထည့်လို့ကျင်တဲ့အခါမှာသမင်းနည်းနည်းလေးထည့်ယူအဲ့လိုမျိုးယူရတာငါးကောင်တော့ကျမအရင်စိတ်ပါတယ်ငါးကောင်လေးစားပြီးတော့အီစိတ်ပြီးတော့အလုပ်တော့မလုပ်နိုင်တော့ကွိုင်းမယ်အဲ့လိုမျိုးပဲငါးကောင်တက်တဲ့သူတွေရှိတယ်ဆိုရင်ကောင်းမှငါးဆက်လေးပြီးခဲ့ပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ငါးကောင်ကြိုက်လိုက်ပါအောင်ရှင်နောက်ထပ်လည်းတွေ့မယ်